အားလုံးပဲမင်္ဂလာပါဒီနေ့ပြောချင်တဲ့ဖိလစ်မန်ကျောင်းတက်နေတဲ့နိုင်ငံခြားမှာကျောင်းတက်နေလူတွေရလေမကြည့်ပြောပြအမမအလီနာလိုမျိုးအမျိုးကိုပြည့်တဲ့စိတ်ကိုရှိကိုကြိုးစားချင်တယ်အဲ့ဒါမှတကူတော့လုပ်လို့ရတယ်ကိုကြိုးစားချင်တဲ့အမအလီနာလိုနိုင်ငံခြားကိုပိုင်ဝင်ငွေနဲ့အလုံးလုံးနေလူတွေအားကြရတဲ့ရှင်လို့မရကိုပါကိုစိတ်လောက်တယ်ကိုစိတ်ပိုင်းကိုလောက်ကိုစိတ်မပိုင်းကိုမလောက်အကျဉ်းဆုံး project ရေးကို project ကပါလိမ့်မယ်ဘယ်လိုထားရှင်းတာဟင်းချက်ပြတာပဲပါဖြစ်တာအခုစမကန်တော့ခုစစကားလွဲတာတော့ပါအဲ့ဒီပြောကိုပိုင်းဝင်ငွေရှာလို့ရပါခုလိုမျိုးတန်နေရလိုမျိုးလေခုလိုမျိုးနိုင်ငံခြားသွားရှင်းရ competition ရှိရတို့လိုမျိုးမစင်ကြအမြတ်မဲ့လည်းမရကိုရင်ဆုံးစူးစားရကိုစူးစားရကိုရမှာမ camping ရှိရ camping မနေရှိရမယ်ကိုစူးစားချင်ကိုရမှာကိုမစူးစားကိုမရနားလေအလီနာလိုမျိုးဘာဖိလန်မှာကျောင်းတက်ပြအလီနာလိုမျိုးလာရှင်နေရမှာဟုတ်ကိုပါကိုအားကိုငယ်ရလေကိုမိပဲလောက်လာပဲကြည့်လာတော့မလို့ရကိုပဲလောက်ရအဲ့ကြောင့်ကိုအားကိုပါကိုဝင်ငွေရှာကိုလိုမျိုးအလီနာလိုမျိုးကျောင်းတက်နိုင်ဒူစားအလီနာလိုမျိုး project ရှိမှလုပ်လို့ရ project ရှိရင်လုံးဝမလုပ်လို့ရအရင်ဆုံးတော် Facebook YouTube top တောင်းနေရတယ်လို့ဘာမှမစောခွက်ကရှင်အလီလုံးနဲ့အလီနာလုံးနဲ့ page ကနေတူပဲအလီနာစီတော့ကြည့်လို့ရ ELENA အလီနာ bills အမျိုးပဲရိုက်ရှာလိုက်အလီနာလိုမျိုးသူ့အကောက်ထဲကနေ confirmation တက်ကြည့်လို့ရပေါင်းစုံအလီနာလိုမျိုးသူစားချင်းစိတ်ရှိသွားမစူးစားချင်းစိတ်မရှိပါနဲ့ကိုယုံကြည်ရဲ့လိမ့်ဝင်သွားပေါ့ကိုမယုံတော့ကိုမသွားနဲ့ယုံတော့ဖွင့်ငွေရကိုပိုင်ဝင်ငွေနဲ့ရက်တီနဲ့အလီနာပဲချီရွာတို့အမေနိုင်ငံခြားတိရအောင်တန်ပုံနိုင်ပြီးနိုင်တယ်အကြောင်းမလို့ကိုအားကိုရှင်းလို့လေသူများအားကိုပြတင်းစင်စုလုံးမယ်လေရဟောအလီနာလိုတိုင်ပတ်နေမှာကြောက်လို့တင်းနှန်းတစ်ခုတက်လိုက်အလီနာလိုမျိုးအလီနာတင်နေ